ပိုးရှိရှိလုံးကမလာတိုင်းကုတာဝရီနေပြီးတော့မှတောကာတရိမင်းကြီးဆွဆွနေတဲ့တောကာတရိမင်းကြီးမှာတီလာဝရီလို့ခေါ်တဲ့အချစ်တီလာနဲ့ပြည့်စုံတဲ့မိဖုရားကောင်ကြီးရှိတယ်မင်းကြီးနဲ့မင်းဖုရားတို့မှာဒီနာရရကိုစက္ကန့်ဖို့အတွက်တာသမီရတနာမထိုးကားလို့မိဖုရားကောင်ကြီးအပါအဝင်တိုင်းသူပြည်သားတို့ကစေတောကရောက်နေတဲ့အချစ်တီလာနဲ့ပြည့်စုံတဲ့မိဖုရားကြီးစေတောကရောက်နေတာကိုသိရတဲ့အခါမှာတော့တရားမင်းဟာလူပြည်ကိုစစ်သက်လာပြီးတော့မိဖုရားကြီးဆက်တော်ခေါ်တဲ့အချိန်မှာချက်တစားကိုလက်ကျိုးနဲ့ထိုးပြီးတော့တရိတိတီစီတယ်ထို့နောက်မိဖုရားကြီးဟာကုသလုံးအမိတွေ့တဲ့မင်းသားလင်းကိုဖွားမြင်တော်မူတယ်မင်းသားလင်းဟာမွေးရပါရုပ်ရည်စေမလာပါပေမဲ့လည်းရှိပါလိမ့်မည်ကြောင့်ပညာအရာရာမှာတစ်ဖက်ကတက်မြောက်တော်မူတယ်ကုသမင်းသားလေးရောက်တဲ့အခါမှာတော့ဘယင်နဲ့မိဖုရားတို့ကအိတော်မှုပြရင်တိုက်တုံးပေမဲ့လည်းမင်းသားလင်းဟာလေးကျတဲ့ညှစ်ဆူခဲ့တယ်အဲဒါကြောင့်မို့လို့မိဘနှစ်ပါးဆက်ချမ်းသာဖို့အတွက်မိမိထုတ်လုပ်ထားတဲ့ရွှေမေးရုပ်လေးနဲ့အစစ်စစ်နဲ့တူတဲ့မိန်းကလေးကိုတွေ့ရင်လက်ထက်တော်မူမယ်လို့ပြောကြတဲ့အခါမှာတော့ဘယင်ကြီးဟာဝမ်းမြောက်သွားပြီးတော့မူမဲတို့ကိုကြည်ရတော်ရှာဖွေလွတ်လေတယ်ဘယင်မူမဲတို့ကလည်းယူဇနာပေါင်းများစွာဝေးကွာတဲ့တိုင်းပြည်တွေကိုကြည်ရတော်ရှာဖွေရေးခီးထွက်ချလေတယ်ပြေပေါင်းများစွာရှာဖွေပြီးတဲ့အချိန်မှာတော့ဘယင်မူမဲတို့ဟာမန္တရပြည်ကိုရောက်ရှိလာကြတယ်မန္တရပြည်ရှိမင်းကြီးမှာတမီးတော်ရှိပါရှိတဲ့အထက်မှာမှအကြီးဆုံးတမီးဟာပပဝရီလို့အမည်တွင်တယ်ပပဝရီမင်းသမီးဟာအင်မတန်ရုပ်ရည်စေလပလူဖြစ်ပြီးတော့ကုနစော်တက်ခန်းတစ်ခုလုံးဟာသူမရဲ့အလားကြောင့်လင်းထင်နေတဲ့ကဲ့သို့ပဲရှိတယ်ဘယင်မူမဲတို့ကလည်းပပဝရီရဲ့အလားကိုရှိမြင်ရတဲ့အခါမှာတော့မန္တရမကြီးထံမှခွင့်တောင်းပြီးကုသမင်းသားလေးနဲ့လက်ဆက်ရန်တောင်းဆိုတော်မူတယ်ဘယင်ကြီးကခွင့်ပြုတဲ့အခါမှာတော့ပပဝရီမင်းသမီးလေးကိုမလတိုင်းကုသဝရီနေပြီးတော့သူခေါ်ဆောင်လာလေတယ်ဒီတရေကိုကြားရတဲ့အခါတီလာဝရီမင်းဖျားကြီးက